အာဂျင်တီးနားနောက်ခံလွန်အော်ဒါမန်နီကလက်ရေးစင်ကစားသမားဘွားကအနားယူလိုက်ပြီးဖြစ်ကြောင်းအတည်ပြုကြေညာခဲ့ပါတယ်။အသက်38နှစ်ရှိပြီဖြစ်တဲ့အော်ဒါမန်နီဟာအာဂျင်တီးနားလက်ရေးစင်အဖြစ်2009ခုနှစ်မှာစတင်ရွေးချယ်ခံခဲ့ရပြီး18နှစ်တာကာလအတွင်းပွဲပေါင်း139ပွဲကစားက8ဂိုးသွင်းယူခဲ့သူပါ။အော်ရာမန်နီဟာ2014ကမ္ဘာဖလားပြိုင်ပွဲမှာရွေးချယ်ခြင်းမခံခဲ့ရတာကြောင့်2010မှ2026အထိကမ္ဘာဖလား၄ကြိမ်သာရှင်ပြိုင်ခွင့်ရရှိခဲ့ပေမယ့်2022ကမ္ဘာဖလားမှာချန်ပီယံဆုရယူနိုင်ခဲ့ပြီးကိုပါအမေရိကပြိုင်ပွဲမှာလည်းချန်ပီယံဆု2ကြိမ်ရယူနိုင်ခဲ့ပါတယ်။ဒီနေ့ကျွန်တော်ရဲ့ကစားသမားဘွားတစ်ချောင်းအခက်ခဲဆုံးစကားလုံးတွေကိုရေးသားရမှာပါ။ကက်ဂျမာကကမ္ဘာဖလားပိုလူပွဲကိုကျွန်တော်ရဲ့နောက်ဆုံးပွဲအဖြစ်ဆုံးဖြတ်လိုက်ပါပြီ။ကျွန်တော်တို့လိုချင်တဲ့ရလဒ်မဟုတ်ခဲ့ပေမဲ့နောက်ဆုံးစက္ကန့်အထိတိုက်ပွဲဝင်ခဲ့တာကြောင့်ကျွန်တော်အနေနဲ့ခေါင်းမော်ပြီးထွက်ခွာနိုင်ခဲ့ပါတယ်။ကျွန်တော်ကကမ္ဘာဖလားချန်ပီယံဖြစ်ခွင့်ပြုခဲ့တဲ့အတွက်လည်းအာဂျင်တီးနားအသင်းကိုကျေးဇူးတင်ပါတယ်လို့အော်ရာမန်နီကလူမှုကွန်ရက်မှာရေးသားပြီးပရိသတ်တွေကိုနှုတ်ဆက်ခဲ့ပါတယ်။အော်ရာမန်နီကပြီးခဲ့တဲ့မေလမှာ River Plate အသင်းနဲ့တနည်းစာချုပ်ချုပ်ဆိုထားတာကြောင့်လာမယ့်ရာသီမှာအာဂျင်တီးနားလိမှာတကြောပြန်ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။